ဆွေတွေကိုအလွန်အကျွံမယုံကြည်ပါနဲ့ရန်သူကိုဘလို့အသုံးချရမလဲဆိုတာသိယူပါမိတ်ဆွေတွေနဲ့ပတ်သက်ရင်တတိထားပါသူတို့ဟာတင့်ကိုအမြန်ဆုံးသစ္စာဖောက်နိုင်သူတွေဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူတို့ဟာမနာလိုစိတ်ဖြစ်ပေါ်လာဖို့အရှမ်းလွယ်ကူလို့ပါဒါအပြင်သူတို့ဟာတင့်အပေါ်ရှင်းနှီးမှုကိုအခွင့်ကောင်းယူပြီးတော့အနာယူတာဗိုလ်ကျတာမျိုးတွေလည်းလုံလာနိုင်ပါတယ်ဒါပေမဲ့ရန်သူဟောင်းတယောက်ကိုသာအလုတ်ခန့်ကြည့်လိုက်ပါသူဟာမိတ်ဆွေတယောက်တည်းပို့ပြီးတော့တစ္ဆာရှိပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့သူဟာတင့်အပေါ်မှာသူ့ကိုယ်သူတက်တည်ပြဖို့အများကြီးလိုအပ်နေလို့ဖြစ်ပါတယ်တကယ်တမ်းတော့တင်ဟာရန်သူတွေတဲ့မိတ်ဆွေတွေကိုပို့ပြီးကြောက်ရပါမယ်တကယ်လို့တင်မှာရန်သူမရှိဘူးဆိုရင်တော့ရန်သူရှိတာအောင်နီလန်းရှာပြီးဖန်တီးယူပါဥပဒေသားကိုချိုးဖောက်ခြင်းAD 900ဆိုအလဲပိုင်းမှာမိုက်ခရိုဆိုတဲ့လူငယ်လေးတယောက်ဘေစထိုင်းအင်ပါယာရဲ့ဧကရစ်ဖြစ်လာတယ်သူ့အမေဧကရီတီရဲဒူရာကဖုန်ကြီးကျောင်းကိုအနေခံလိုက်ရပြီးတော့အမေရဲ့ရီစာသီရိုတက်စတစ်ကလည်းအသက်ခံလိုက်ရတယ်။အမေဖြစ်သူကိုရှာထုကဖြုတ်ပြီးမိုက်ခရိုကိုနန်းတင်ဖို့ကြံစီခဲ့သူကတော့မိုက်ခရိုရဲ့ဦးလေးဘာဒက်စ်ဖြစ်ပြီးတော့သူကအရန်တော်ပြီးရီမဲချက်ကြီးသူတယောက်ပါ။မိုက်ခရိုဟာအတွေ့အကြုံမရှိသေးတဲ့အုတ်ချုပ်သူလူငယ်လေးတယောက်ဖြစ်ပြီးတော့သူ့ပတ်ဝန်းကျင်မှာကောက်ကျစ်သူတွေလူသက်သမားတွေနဲ့အကျင့်ပြတ်သူတွေပဲဝိုင်းနေတာပါ။ဒီလိုအန်နီယံများတဲ့အချိန်မှာသူတကယ်ယုံကြည်ရတဲ့အကြံပေးတယောက်လိုအပ်လာပြီးတော့သူ့ရဲ့အရေးကြီးဆုံးတငယ်ချင်းဖြစ်တဲ့ဘာစီလက်ကိုတတိယသွားပါတယ်။ဘာစီလက်ကနိုင်ငံရဲ့အတွေ့အကြုံဘာမှမရှိဘူး။မြေဆောင်တင်ခေါင်းဆောင်တယောက်ပဲ။ဒါပေမဲ့မိုက်ခရိုအပေါ်မှာတော့ချက်ချင်းနဲ့ကျေးဇူးတည်တတ်မှုကိုအကျဉ်းချင်းသက်သေပြခဲ့ဘူးသူပါ။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကမိုက်ခရိုမြေဆောင်ကိုလာလေတော့မြေရိုင်းတကောင်လွတ်လာတာကိုဘာစီလက်ကတတိရှိကဲတင်ပေးခဲ့ရကနေစပြီးတော့ခင်သွားကြတာပါ။မိုက်ခရိုကကျေးဇူးတင်လို့ဘာစီလက်စ်ကိုမြင်းထိန်ဘဝကနေမြင်းဆောင်အကြီးအကဲအထိမြင့်တင်ပေးခဲ့တယ်။လက်ဆောင်တွေအခွင့်အရေးတွေအများကြီးပေးပြီးတော့ဘိုင်ဆန်တင်ရဲ့အကောင်းဆုံးကြောင့်မှထားပေးခဲ့လို့ရိုးသားတဲ့ဒေါ်သားလေးဘာစီလက်ကနေရင်ကျေးတင်မွေးတဲ့နန်းတွင်းအမတ်တယောက်ဖြစ်လာခဲ့တယ်။မိုက်ခရိုကအာနာရလာတဲ့အခါမှာသူ့အပေါ်အများကြီးအကျွေးတင်နေတဲ့ဘာစီလက်ကိုပဲအနီးကပ်အကြံပေးအဖြစ်ခန့်လိုက်တယ်။ပိုပြီးအရေးချင်းရှိတဲ့ဦးလေးဘာဒက်စ်ကိုခန့်ဖို့တိုက်တွန်းသူတွေတော့ရှိပေမဲ့မိုက်ခရိုကတော့ဂယုမဆိုင်ပဲနဲ့သူ့တငယ်ချင်းကိုပဲရွှေ့ခဲ့တယ်။ဘာစီလက်ကအလုပ်ကိုမြန်မြန်တင်ယူနိုင်ပေမဲ့သူ့မှာရှိတဲ့ပြဿနာတစ်ခုကငွေဖြစ်ပါတယ်။နန်းတွင်းရဲ့စိန်ခံမှုတွေကိုတွေ့လာရတဲ့အခါမှာသူဟာအာနာကရှာလာတဲ့အကျိုးအမြတ်တွေကိုအယမ်းမှတ်မောလာတယ်။မိုက်ခရိုကလည်းသူ့တငယ်ချင်းစိတ်ချမ်းသာအောင်လာစာတွေကို2ဆ3ဆတိုးပေးတဲ့အပြင်ယာထူးတိုးပေးတာသူ့ရဲ့ရီးစားဟောင်းနဲ့တော့လက်ထပ်ပေးတာမျိုးတွေလုပ်ပေးခဲ့တယ်။ဒါပေမဲ့ပိုဆိုးတာတွေဖြစ်လာတယ်။ဘာစီလက်ကမိုက်ခရိုကိုသူ့ရဲ့ဦးလေးဘာဒက်စ်ကအာနာလူဖို့ကြံနေတယ်လို့ရှုံအောင်ပြောခဲ့တယ်။နောက်ဆုံးမိုက်ခရိုကိုရန်သဘောတူညီချက်နဲ့မြင်းပြိုင်ပွဲတစ်ခုမှာဘာစီလက်ကဘာဒက်စ်ကိုဓာတ်နဲ့ထိုးတက်ပစ်ခဲ့တယ်။အဲ့ဒီနောက်ဦးလေးဖြစ်သူရဲ့စစ်တပ်အကြီးအကဲရာထူးကိုပါဘာစီလက်ကယူလိုက်ပါတယ်။ဘာစီလက်ရဲ့အာဏာနဲ့စီစဉ်ကတဖြည်းဖြည်းကြီးထွားလာတယ်။အဲ့ဒီနောက်နှစ်အနည်းငယ်ကြာတော့မိုက်ခရိုကကို့ဘာသာအသုံးပြုံးကြီးလို့ငွေကြေးကျက်တီးသွားတဲ့အခါမှာဘာစီလက်စီကချီးထားတဲ့ပတ်စံတွေပြန်တောင်းတယ်။အဲ့ဒီမှာမိုက်ခရိုအော်တုံလုံးသွားရတာကဘာစီလက်ကပိတ်ဆံပြန်မပေးတဲ့အပြင်အရန်ကိုရိုင်းဆိုင်တဲ့အမူအရာနဲ့ငင်းလွတ်လိုက်တာပါပဲ။ဧကရစ်မိုက်ခရိုဟာရုတ်တရက်ပဲသူ့အခြေအနေကိုသဘောပေါက်သွားတယ်။အရင်ကမြေဆောင်သိမိဟာအခုဆိုရင်သူ့ထက်တော့ပိတ်ဆံပိုချမ်းသာပြီးစစ်တပ်နဲ့လွတ်တော်ထဲမှာအင်အားပိုကြီးနေပါပြီ။နောက်ဆုံးမှာတော့အရက်တောက်ပြီးအိပ်ပျော်နေတဲ့မိုက်ခရိုကိုဘာစီလက်ရဲ့စစ်သားတွေကဝိုင်းပြီးတော့ဓာတ်နဲ့ထိုးတက်လိုက်ကြတယ်။ဘာစီလက်ကသူ့ကိုယ်သူဧကရစ်အဖြစ်ကျင်ညာပြီးမြင်းစီးထွက်လာတဲ့အခါမှာသူ့ရဲ့ကျေးဇူးရှင်တဲ့ဖြစ်တငယ်ချင်းလေးဖြစ်တဲ့မိုက်ခရိုရဲ့ခေါင်းကိုလံဖျားမှာချိတ်ပြီးတော့လမ်းမတွေပေါ်မှာလက်လဲပြသခဲ့ပါတယ်။အတိတ်ပဲဖွင့်ဆိုချက်မိုက်ခရိုဟာဘာစီလက်ရဲ့ကျေးဇူးတည်တတ်မှုအပေါ်မှာသူ့အနာဂတ်ကိုပုံအောပြီးလောင်ကျေးထက်ခဲ့တာပါ။ဘာစီလက်ဟာသူ့ကြောင့်ချမ်းသာတာပညာတတ်တာယာထူးရတာဖြစ်လို့အကောင်းဆုံးအလုပ်အကျွေးပြုတ်လိုက်မယ်လို့ယုံကြည်ခဲ့တယ်။ဒါပေမဲ့မိုက်ခရိုဟာမိမိဖာသာမိမိမကောင်းဆိုးဝါးတစ်ခေါင်ကိုဖန်တီးခဲ့တာပါအာနာကိုအနီးကပ်မြင်တင်ခွင့်ရတဲ့လူဟာပို့ပြီးတော့ပဲလိုချင်တက်မှတ်လာတတ်ကြတယ်သူတို့ဟာကိုရရှိထားတဲ့အကူအညီတွေကိုဝန်ထုတ်ဝန်ပို့လို့ခန်းစားလာရပြီးတော့လူအများစုလှုပ်လက်ရှိတဲ့ရရှိခဲ့တဲ့ကျေးဇူးတွေကိုမြစ်ပစ်လိုက်ပြီးငါအရေးချင်းကြောင့်ငါအောင်မြင်တာလို့ကိုလဲစားတတ်ကြပါတယ်မိုက်ခရိုဟာအချိန်မီကိုကဲတင်နိုင်ပေမဲ့ချက်ချင်းနဲ့ခင်မင်မှုကသူ့မျက်စိကိုကန်းစေခဲ့ပါတယ်သူ့ကောင်းလက်ပြားမှာအဆုံးတက်နေတဲ့နေထီကိုသူဟာတစ္ဆာဖောက်ခံရမယ်လို့မယုံကြည်နိုင်ခဲ့ပါဘူး။ဥပဒေသားကိုလိုက်နာခြင်းတရုတ်ပြည်မှာဟန်မင်းဆက်ဟန်ဒနက်စတီပြတ်သုံးသွားပြီးတဲ့နောက်မှာတော့ရာစုနေပေါင်းများစွာသွေးထွက်တန်ရုံဖြစ်ရတဲ့အာနာသိမ့်မှုတွေကတစ်ခုပြီးတစ်ခုစက်တိုက်စသလိုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီခေတ်တွေတုန်းကအခြေအနေကစစ်တပ်ကလူတွေကအင်အားနဲ့တဲ့ဧကရစ်ကိုတက်ဖို့ကြံစီကြမယ်။ပြီးရင်သူတို့ထဲကအင်အားကြီးတဲ့စစ်ဗိုလ်ချုပ်တယောက်ကိုနှခါပလင်ပေါ်တင်ပေးလိုက်ကြမယ်။အဲ့ဒီစစ်ဗိုလ်ချုပ်ကဧကရစ်ဖြစ်လာတဲ့အခါမှာသူ့ရဲ့မင်းဆက်တဲ့တင်မြဲဖို့အတွက်အတူတူအာဏာသိမ်းခဲ့တဲ့သူ့ရဲ့ရဲဘော်ရဲဘက်စစ်ဗိုလ်ချုပ်တွေကိုပြန်တက်ပစ်လိမ့်ရှိပါတယ်။
ဒါပေမဲ့နေ့အနှဲငယ်ကြာရဲ့အဲ့ဒီတန်တရားကပြန်လည်ပတ်တာပါပဲစစ်ဗိုလ်ချုပ်အစ်စ်တွေထပ်ပေါ်လာပြီးတော့အဲ့ဒီဧကရစ်ဒါမှမဟုတ်သူ့ရဲ့သားတော်တွေကိုပြန်ပြီးလုံခြံကြပြန်ရောအဲ့ဒီခေတ်မှာတရုတ်ပြည်ရဲ့ဧကရစ်ဖြစ်ရတာဟာရန်သူတွေဝိုင်းနေတဲ့ကြားမှာတယောက်တည်းအထီးကျန်နေရတယ်လို့ပါပဲဒါဟာတိုင်းပြည်မှာအာဏာအရှိဆုံးနေရာဖြစ်ပေမဲ့တကယ်နဲ့တော့အန်ဒီရဲ့အများဆုံးနဲ့အကာအကွယ်အမဲ့ဆုံးယာထူးကြီးဖြစ်နေခဲ့တာပါAD 959ခုနှစ်မှာတော့စစ်ဗိုလ်ချုပ်ဂျောင်ကွမ်းရင်ဟာဧကရစ်ဆောင်ဖြစ်လာခဲ့တယ်။သူဟာအချစ်အနေကိုကောင်းကောင်းသိတယ်။နောက်ထပ်တစ်နှစ်အတွင်းမှာသူလည်းအသက်ခံရနိုင်ခြေရှိရဲဆိုတာကိုသူတွက်ဆမိခဲ့။ဒီလိုတွေးထွက်တန်ရုံတန်တရားစုကြီးကိုငါဘလို့ဖြတ်မလဲဆိုတာသူစဉ်းစားခဲ့ပါတယ်။သူဧကရစ်ဖြစ်ပြီးမကြခင်မှာပဲမင်းဆက်တဲ့တိဆောက်မှုကိုဂုံပြူဖို့ဆိုပြီးစစ်တပ်ထဲကအင်အားအကြီးဆုံးစစ်တနာပတိတွေကိုထမင်းစားပွဲဖိတ်ကျွေးလိုက်ပါတယ်။ဝိုင်တွေတောက်ပြီးမူးနေကြတဲ့အချိန်မှာဧကရစ်ဆောင်ဟာအဆောက်တွေနဲ့အခြားလူအားလုံးကိုအပြင်ထွက်ခိုင်းလိုက်ပြီးတော့စစ်ဗိုလ်ချုပ်တွေနဲ့ပဲတီးတက်နေခဲ့ပါတယ်။ဗိုလ်ချုပ်တွေကဧကရစ်ကသူတို့ကိုတယောက်မကျန်တတ်တော့မယ်လို့ထင်ပြီးကြောက်နေကြတာပေါ့။ဒါပေမဲ့ဧကရစ်ကသူတို့ကိုဒီလိုပြောလိုက်ပါတယ်။ငါတနေ့တာလုံးဟာကြောက်စိတ်တွေနဲ့ပဲကုံဆုံးနေရတယ်။ထမင်းစားတာရောအိပ်ရာဝင်တာရောငါမပြောဘူး။မင်းတို့ထဲကဘသူကများထိနှန်းကိုမမတ်မောပဲနေမှာလဲ။မင်းတို့ရဲ့သစ္စာရှိမှုကိုငါမဆောင်ဘူး။ဒါပေမဲ့တနေ့မှာမင်းတို့ရဲ့လက်အောက်ငယ်သားတွေကစီးစိမ်ငယ်ရှာတူးကိုမှတ်ပြီးတော့မင်းတို့ကိုဧကရစ်ဝတ်စုံဝတ်ပေးလိုက်မင်းတို့ဘလို့ငင်းမလဲလို့မေးလိုက်ပါတယ်ဒီစကားကိုကြားတော့ဗိုလ်ချုပ်တွေကသူတို့မှာအပြစ်မရှိကြောင်းတစ္ဆာရှိကြောင်းတုံတုံရင်ရင်နဲ့ငိုယိုပြီးပြောကြတာပေါ့ဒါပေမဲ့ဧကရစ်ကသူတို့ရဲ့တကယ့်အစီအစဉ်ကိုပြောပြတယ်ဘဝမှာအေးချက်ချက်နဲ့ဂုံတိတ်ခါရှိနေရတာကအကောင်းဆုံးပဲမင်းတို့သာစစ်တပ်အာဏာတွေကိုဆွတ်လွတ်မယ်ဆိုရင်ငါကမင်းတို့ကိုလက်ပတဲ့အင်ဂီဟာတွေခြံဝင်းကျယ်တွေပေးမယ်အဲ့ဒီမှာတချင်းဆိုသူတွေမိန်းကလေးတွေနဲ့အတူတူပျော်ပျော်ပပအနားယူနိုင်မှာပါလို့ကန့်လန့်လိုက်ပါတယ်။နောက်နေ့မှာပဲဗိုလ်ချုပ်အားလုံးရှာတူးကနေနှုတ်ထွက်စာတင်ကြပြီးတော့ဧကရစ်ပေးတဲ့နေမြေတွေမှာသူကောင်းမျိုးနိုဘယ်တွေအဖြစ်သွားရောက်နာယူခဲ့ကြပါတယ်။ဧကရစ်ဆောင်ဟာသူ့ကိုတစ္ဆာဖောက်နိုင်တဲ့မိတ်ဆွေဝန်ပလွေတအုပ်ကိုအာနာမရှိတော့တဲ့တိုးလူငယ်လေးတွေအဖြစ်တစ်ချက်တည်းနဲ့ပြောင်းလဲပစ်လိုက်တာပါ။ AD 982ခုနှစ်မှာနှစ်ပေါင်းများစွာပုံကန်နေတဲ့တောင်ပိုင်းဘရင်ခင်းလူဟာနောက်ဆုံးမှာဧကရစ်ဆောင်စီလက်နက်ချနိုင်ခဲ့တယ်။ဧကရစ်ကသူ့ကိုယာထူးကြီးပေးပြီးနန်းတော်ကိုဖိတ်ကျွေးခဲ့ပါတယ်။ဧကရစ်ကဝိုင်ခွက်ကမ်းပေးတဲ့အခါမှာကင်းလူဟာအစိမ့်ပါမှာကြောက်နေပြီးတော့ကျွန်တော်အပြစ်တွေကတေသိမ့်တာနေပေမဲ့ကျွန်တော်အသက်ကိုချမ်းသာပေးပါဒီဝိုင်ကိုကျွန်တော်မတောက်ရဲပါဘူးလို့အော်ဟစ်တောင်းပန်ခဲ့ပါတယ်။ဧကရစ်ဆောင်ကရှီမောပြီးတော့ကင်းလူရဲ့ဝိုင်ခွက်ကိုယူပြီးကိုယ်တိုင်မော့တောက်ပြလိုက်ပါတယ်။အဲ့ဒီနေ့ကစပြီးကင်းလူဟာဧကရစ်ရဲ့အယုံကြည်ရဆုံးတစ္ဆာအရှိဆုံးမိတ်ဆွေဖြစ်လာပါတော့တယ်။နောက်ထပ်ဘရင်တစ်ပါးဖြစ်တဲ့ချာရစ်ရှူကိုအနိုင်ရတဲ့အခါမှာလည်းအမတ်တွေကဒီလူဟာတစ္ဆာဖောက်ဖို့ကြံနေတော့မဲ့အကျဉ်းချတာတင်တယ်လို့အထောက်အထားတွေနဲ့အကြံပေးကြတယ်။ဒါပေမဲ့ဧကရစ်ချာရစ်ရှူလာလဲတဲ့အခါမှာသူ့ကိုဂုံပြုတ်အပ်ခံပြီးပြန်ခါနေမှာလက်ဆောင်အထုပ်တစ်ထုပ်ပေးလိုက်တယ်။လန်တဝါရောက်မှဖွင့်ကြည့်ပါလို့လည်းမှာလိုက်တယ်။ချာရစ်ရှူကလမ်းမှာဖွင့်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီအထုပ်ထဲမှာသူပုံကံမှုကြံစီခဲ့တဲ့အထောက်အထားစာရွက်စာတမ်းတွေအကုန်ပါနေတာကိုတွေ့လိုက်ရပါတယ်။ဧကရစ်ကသူ့ရဲ့အကြံစီကိုသိငေပါလျက်နဲ့သူ့ကိုအသက်ချမ်းသာပေးုံတင်မကပဲဂုံပြုတ်ခဲ့တာကိုသိသွားတဲ့အခါမှာချာရစ်ရှူကဧကရစ်ဆောင်ရဲ့တစ္ဆာအရှိဆုံးလက်အောက်ခံတစ်ယောက်ဖြစ်သွားပါတော့တယ်။အနက်အတိတ်ပဲဖွင့်ဆိုချက်တရုတ်စကားပုံတစ်ခုမှာမိတ်ဆွေတွေကိုအန်နီယရှိတဲ့တရိတ်ဆန်တကောင်ရဲ့မေယိုးနဲ့သွားတယ်လို့နိုင်ရှင်ထားတာရှိပါတယ်။တင်နာတတိမထားဘူးဆိုရင်အဲ့ဒီမေယိုးတွေကတင်ကိုဝါစားပစ်တာမျိုးကြုံရပါလိမ့်မယ်။ဧကရစ်ဆောင်ဟာသူနန်းတက်လာတဲ့အချိန်မှာသူဘလို့အန်နီယရှိရဲ့မေယိုးတွေကြားတဲ့ကိုဖျက်တန်းနေရလဲဆိုတာကောင်းကောင်းသိခဲ့။စစ်တပ်ထဲကသူ့ရဲ့မိတ်ဆွေတွေဟာသူ့ကိုအသားတုံးတုံးလို့ဝါစားပစ်ကြမှာဖြစ်တယ်လို့တကယ်တော့သူအသက်ရှင်ကြံနေခဲ့ရင်တော့မှအစိုးရအဖွဲ့တွေကမိတ်ဆွေတွေကသူ့ကိုညစာအဖြစ်စားပစ်ကြမှာပါဧကရစ်ဆောင်ဟာမိတ်ဆွေတွေနဲ့အပေးယူမလုပ်ခဲ့ပါဘူးသူဟာစစ်ပိုချုပ်တွေကိုကောင်းမွန်တဲ့အင်ဂီဟာခြံဝင်းတွေပေးပြီးတော့လက်ထိုးခဲ့တာဖြစ်တယ်လို့သူနဲ့ဝေးရကိုပို့ထားခဲ့တာပါဒါဟာသူတို့ကိုတက်ပစ်တာတဲ့အများကြီးပိုကောင်းတဲ့နည်းလမ်းဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူတို့ကိုတက်ပစ်လိုက်ရင်အခြားပိုချုပ်တွေကကောက်ချက်ချပြီးလက်စားချေဖို့စူးစမ်းလာမှာမလို့ပါဧကရစ်ဆောင်ဟာမိတ်ဆွေလိုလိုနဲ့ဝိုင်းနေတဲ့အမတ်တွေကိုလည်းဘာမှအာမကိုခဲ့ပါဘူးသူတို့တွေကအများအပြစ်တော့ဧကရစ်ရဲ့နာမည်ကျော်အစိမ့်ဝိုင်းတစ်ခွက်နဲ့ပဲဆက်သိမ်းသွားလေးရှိပါတယ်မိတ်ဆွေတွေကိုအားကိုးမဲ့စားဧကရစ်ဆောင်ဟာသူ့ရဲ့ရန်သူတွေကိုတယောက်ပြီးတယောက်အသုံးချခဲ့တယ်သူတို့ကိုပို့ပြီးယုံကြည်အားထားတဲ့လက်အောက်ခံတွေအဖြစ်ပြောင်းလဲပစ်ခဲ့ပါတယ်မိတ်ဆွေတယောက်ဟာတိမ်ပေးထားတဲ့ပို့ပြီးလိုချင်တတ်တယ်လို့ပေးထားတဲ့အခင်ကြီးတွေအပေါ်မှာလည်းမချင်တဲ့ပုံတွေမနာလိုစိတ်တွေနဲ့ပြည့်နေတတ်တယ်ရန်သူကတော့ဘာမှမမျော်လင့်ထားတဲ့သူတွေပါဒါပေမဲ့သူတို့မမျော်လင့်ထားတာတဲ့ပို့ပြီးရရှိလာတဲ့အခါမှာဥပမာအသက်ခရမယ်ဘေးကလွတ်မြောက်သွားတဲ့အခါမှာသူတို့ဟာအယမ်းကိုကျေးဇူးတည်တတ်ကြပါတယ်သူတို့ကိုခွင့်လွှတ်ပေးခဲ့တဲ့သူတွေအတွက်ကဘာအဆုံးထိသွားဖို့တော့အသိမ့်ဖြစ်နေကြတာပါ
အချိန်ကြာလာတဲ့အခါမှာအဲ့ဒီရန်သူဟောင်းတွေကဧကရစ်ဆောင်ရဲ့အယုံကြည်ရဆုံးမိတ်ဆွေစစ်တီဖြစ်လာကြပါတယ်။နောက်ဆုံးမှာတော့ဧကရစ်ဆောင်ဟာတွေးထွက်တန်ရုံဖြစ်ရတဲ့အာနာသိမ့်မှုတွေနဲ့ပြည်တွင်းစစ်တန်တရားကြီးကိုအောင်မြင်စွာဖျက်တောက်နိုင်ခဲ့ပါတယ်။သူတည်ထောင်ခဲ့တဲ့ဆောင်မင်းဆက်ဆောင်းဒန်နက်စီဟာတရုတ်ပြည်ကိုနှစ်ပေါင်း300ကျော်တိုင်အောင်အုပ်ချုပ်နိုင်ခဲ့ပါတယ်။လူဆိုတာလိုအပ်တဲ့အချိန်တွေမှာကိုမိတ်ဆွေတွေကိုပဲအလောက်ခံချင်ကြတာတဘဝပါ။ဘာလို့လဲဆိုတော့ကဘာကြီးကရက်ဆက်တဲ့မိတ်ဆွေတွေကပဲအဲ့ဒီရက်ဆက်မှုကိုရှော့ချပေးနိုင်တယ်လို့ထင်ကြလို့ပါဒါပေမဲ့ပြဿနာကသင်ဟာတိတ်မိတ်ဆွေတွေကိုသင်ထင်တဲ့လောက်ကောင်းကောင်းမသိတာပါပဲမိတ်ဆွေတွေဆိုတာစကားများမှာဆိုတော့အချင်းချင်းအလိုက်သိလိုက်ပြောတတ်ကြတယ်တယောက်နဲ့တယောက်စိတ်မဆိုးအောင်ကိုယ့်ရဲ့မကောင်းတဲ့အချက်တွေကိုဖုံးကွယ်ထားတတ်ကြသလိုတယောက်ပြောတဲ့ဟာတာကိုတယောက်ကအားရပါရလိုက်ရပေးတတ်ကြတယ်ဒါကြောင့်ရိုးသားမှုကခင်မင်မှုကိုအားမပေးနိုင်တဲ့အတွက်တိတ်မိတ်ဆွေတကယ်ဘလို့ခံစားနေရလဲဆိုတာသင်ဘယ်တော့မှသိမှာမဟုတ်ပါဘူးမိတ်ဆွေတယောက်ကိုအလုတ်ခန့်လိုက်တဲ့အခါမှာသူတို့မှရှိနေတဲ့ကောင်းကွက်တွေကိုသင်တဖြည်းဖြည်းမြင်လာရှာပါလိမ့်မယ်ထူးဆန်းတာကသင်ရဲ့စေတနာအလုတ်ပေးလိုက်ခြင်းကပဲအရှာအလုံးကိုကမောက်ကမဖြစ်စေတာပါလူတွေကသူတို့ရဲ့ကံကောင်းမှုကိုသူတို့ပဲထိုက်တန်တယ်လို့ခံစားချင်ကြတာပါဒါပေမဲ့မိတ်ဆွေစီကအကူအညီရတဲ့အခါမှာငါကတော်လို့ရတာမဟုတ်ပဲတငယ်ချင်းမို့လို့ပေးတာဆိုတဲ့အတိကသူတို့အတွက်စိတ်ဖိစီးမှုဖြစ်လာစေပါတယ်အဲ့ဒီမှာမနာလိုစိတ်နဲ့ရှန်ကိုတွေကတဖြည်းဖြည်းပေါ်လာပြီးတော့ခင်မင်မှုကပျက်စီးသွားတတ်ပါတယ်ကျေးဇူးတင်တက်ဖို့ဆိုတာတကယ်တော့ရှားပါတဲ့အရေးချင်းတစ်ခုပါတငယ်ချင်းတွေကိုအလောက်ခံတာဒါမှမဟုတ်အကူအညီတောင်းတာဟာတင့်ရဲ့အာဏာကိုကတ်တက်လိုက်သလိုဖြစ်စေပါတယ်တကယ်တော့တင့်ကိုအထီးရောက်ဆုံးကူညီနိုင်တဲ့သူဟာတင့်တငယ်ချင်းဖြစ်ခဲ့ပါတယ်အဆုံးသတ်မှာတော့ခင်မင်ရှင်မှုတဲ့ကျွမ်းကျင်မှုနဲ့အရေးချင်းကသာပိုအရေးကြီးပါတယ်ဥပမာဘိုင်ဇန်တိုင်းအင်ပါယာကမိုက်ခိုကသူ့ဘေးနားမှာနေသူ့ကိုလမ်းမှတ်ပြပေးနိုင်ပြီးတော့အသက်ပေးကကဲတင်နိုင်မဲ့ဘာတဲ့ဆိုတဲ့အရင်ချင်းရှိသူရှိနေပေမဲ့တငယ်ချင်းတွေကိုပဲအားကိုးခဲ့လို့ကြာဆုံးခဲ့ရပါတယ်အလောက်ခွင်မှာလူအချင်းချင်းကြမှာအကွာအဝေးတစ်ခုရှိဖို့လိုပါတယ်။သင်ကအလုံးလုံးဖို့စူးစမ်းနေတာပါ။တငယ်ချင်းဖွဲ့ဖို့မဟုတ်ပါဘူး။ခင်မင်ပြတာတွေဟာတကယ်အရှိတရားကိုဖုံးကွယ်သွားစေနိုင်ပါတယ်။အာနာရဖို့တော့ချက်ကတော့ဘသူဟာသင်ရဲ့အကျိုးစီးပွားကိုအကောင်းဆုံးဖော်ဆောင်ပေးနိုင်မလဲဆိုတာကိုဝေဖန်ပိုင်းခြားနိုင်ခြင်းပါပဲ။တငယ်ချင်းကိုတငယ်ချင်းလိုပဲထားပါ။အလုံးလုံးရင်တော့ကျွမ်းကျင်တဲ့သူနဲ့ပဲလုပ်ပါ။1809ခုနှစ်မှာနာပိုလီရဲ့နိုင်ငံခြားရေးဝန်ကြီးတိုင်းလီဟွန်ကသူ့အထက်လူကြီးနာပိုလီယန်ဟာပြင်သစ်ကိုပျက်စီးအောင်လုပ်နေပြီလို့ခန်းစားမိပြီးနာပိုလီယန်ကိုတော်လှန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုအန်နီယန်များတဲ့အလုံးမှာတငယ်ချင်းတွေကိုမရှုံမဲ့သူ့ကိုလှုပ်ကြံဖို့တောင်စ조사ဖို့တဲ့သူ့ရဲ့နံပါတ်1ရန်သူဖြစ်တဲ့ရှူဝက်ပလိတ်အကြီးအကဲဂျိုဆက်ဖူရှီကိုမဟာမိတ်အဖြစ်ရွေးချယ်ခဲ့ပါတယ်။သူတို့နှစ်ယောက်ကြားကအမုန်းတရားဟာပြန်လည်သိမ့်မြတ်သွားတဲ့အခါမှာပိုခိုင်မာတဲ့စိတ်ခံစားချက်ကိုဖြစ်စေပါတယ်။ဖူရှိအနေနဲ့တိုင်းလီဟိုရဲ့ယုံကြည်မှုကိုရဖို့အတွက်သူဟာထိုက်တန်ကြောင်တက်သေးပြဖို့အစွမ်းကုန်စူးစမ်းမှာဖြစ်ပါတယ်။တခုခုကိုတက်သေးပြချင်တဲ့သူဟာတင့်အတွက်တောင်ကိုတောင်ဖြိုပေးပါလိမ့်မယ်။သူတို့ရဲ့ဆက်ဆံရေးဟာကိုရေးကိုတာတန်ရုံးစင်တွေထက်နှစ်ဦးနှစ်ဖက်အကျိုးစီးပွားပေါ်မှာပဲအခြေခံထားတာဖြစ်ပါတယ်။ဒီမဟာမိတ်ဖွဲ့မှုကြောင့်နာပိုလီယန်ကိုချက်ချင်းမဖြုတ်ချနိုင်ခဲ့ပေမဲ့ဆက်ကျင်သူတွေအားကောင်းလာစေပြီးနောက်ပိုင်းမှာသူတို့နှစ်ခုကအကျိုးရှိတဲ့လုပ်ပေါ်ကိုင်ဘက်တွေဖြစ်လာခဲ့ပါတယ်။ဒါကြောင့်အခွင့်အရေးရရင်ရန်သူနဲ့လက်နက်ချငင်းချမ်းရေးယူပြီးတော့တင့်အတွက်အကျိုးအမြတ်ရှာအောင်လုပ်ပါလစ်ကင်ပြောသလိုပါပဲရန်သူကိုမိတ်ဆွေအဖြစ်ပြောင်းလဲလာခြင်းဟာရန်သူကိုချင်းမုန်းလိုက်တာနဲ့အတူတူပါပဲ1982ခုနှစ် BNN စစ်ပွဲအချိန်မှာအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟန်နရီကစ်ဆင်ဂျာကိုပြင်ပေးဆွေးဖို့စူးစမ်းခဲ့တဲ့အဖွဲ့တစ်ဖွဲ့ရှိခဲ့ပါတယ်အဲ့ဒီအဖွဲ့တည်းမှာခရီးရန်ဖုန်ကြီးတွေနဲ့သီလရှင်တွေပါဝင်ပါတယ်ဒါကိုသိသွားတဲ့အခါမှာကစ်ဆင်ဂျာကရဲကိုအကြောင်းမကြားပဲပြန်ပေးဆွေးမဲ့သူတွေထဲက3ယောက်နဲ့တိတ်တိတ်ဆိတ်ပြေဆုံခဲ့ပါတယ်သူကသူတို့နဲ့စကားပြောပြီးဖြောင်းပြခဲ့တဲ့အတွက်သူတို့ကကစ်ဆင်ဂျာကိုကြီးညိုသွားပြီးကစ်ဆင်ဂျာကိုပြန်ပေးဆွေးပါဆိုတဲ့စိတ်ဝိုင်းလေးတွေကိုလက်ဆောင်တော့ပေးခဲ့ကြပါတယ်တယောက်ဆိုရင်နှစ်ပေါင်းများစွာအထိကစ်ဆင်ဂျာရဲ့မိတ်ဆွေဖြစ်သွားပါတယ်ကစ်ဆင်ဂျာကသူ့ကိုသဘောမတူတဲ့သူတွေနဲ့အလုပ်လုပ်တဲ့နီးပြူဟာကိုအမြဲသုံးပါတယ်သူ့ရဲ့လုပ်ဖို့ကံဖက်တွေကတော့ကစ်ဆင်ဂျာဟာတငယ်ချင်းတွေထက်ရန်သူတွေနဲ့ပိုအဆင်ပြေအောင်နေတတ်တယ်လို့မှတ်ချက်ပေးခဲ့ကြပါတယ်ကျွန်တော်တို့ဘေးနားမှာရန်သူမရှိဘူးဆိုရင်လူကပြင်းကြီးလာတတ်ပါတယ်ရန်သူကကျွန်တော်တို့ရဲ့ခြေပွားကိုအမြဲလိုက်နေပါလားညံကိုတွေးထားသလိုဖြစ်ပြီးတတိဝိရိယရှိနေပါပါဒါကြောင့်တစ်ခါတလေမှရန်သူကိုမိတ်ဆွေအဖြစ်ပြောင်းလဲဖို့စ조사မနေပဲရန်သူကိုရန်သူလိုပဲထားရှိပြီးအတုံးချတာကပိုကောင်းပါတယ်မော်စီတုံးဟာအာနာတိဆောက်တဲ့နေရာမှာပဏိပခကိုအထူးကတော့ချက်အဖြစ်မြင်ခဲ့သူပါ1938ခုနှစ်မှာဂျပန်ကတရုတ်ကိုကျူးကျော်တဲ့အခါမှာမော်စီတုံးရဲ့ကွန်မြူနစ်တပ်ရဲ့ရန်သူဖြစ်တဲ့အမျိုးသားရေးဝါဒီတပ်တွေကြားကပြည်တွင်းစစ်ခတ်ရှစ်သွားပါတယ်။တချို့ခေါင်းဆောင်တွေကဂျပန်ကိုတိုက်ခိုက်တာရှောင်ပြီးတော့အင်အားပြန်ဖြည့်ဖို့ပြောကြပေမဲ့မော်စီတုံးကတော့သဘောမတူခဲ့ပါဘူး။
တိုက်ပွဲတွေမရှိဘဲနှစ်အတော်ကြာနားနေရင်ကွန်မြူနတီတပ်တွေကတန်ချီတက်သွားပြီးနောက်ပိုင်းမှာအမျိုးသားရေးဝါဒီကိုပြန်တိုက်ဖို့အဆင်သင့်မဖြစ်မှာကိုသူစိုးရင်ခဲ့တယ်။ဂျပန်လိုအင်အားကြီးတဲ့ရှန်သူကိုတိုက်ခတ်ရခြင်းဟာမော်စီတုံးရဲ့အင်အားမတောက်တင်းတဲ့တပ်တွေအကောင်းဆုံးလက်ကျင့်ခန်းဖြစ်သွားခဲ့ပါတယ်။စစ်ပြီးရဲ့နောက်မှာဂျပန်လူမျိုးတအုပ်ကကျူးကျော်မှုအတွက်တောင်းပန်တဲ့အခါမှာမော်စီတုံးကခင်ဗျားတို့ကိုကြီးစိုးတရားမှာတော့ဖြစ်နေပြီလို့ပြန်ပြောခဲ့ပါတယ်။ထိုက်တန်တဲ့ပြိုင်ဘက်မရှိရင်လူတစ်ယောက်ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုကဘယ်တော့မှပိုမတန်မနိုင်ဘူးလို့သူရှင်းပြခဲ့ပါတယ်။မော်စီတုံးဟာနိုင်ငံရေးမှာဒီနီလန်တွေကိုအမြဲသုံးပါတယ်။နံပါတ်1နိုင်မဲ့တိုက်ပွဲတွေကိုပဲရွှေ့တိုက်ပါ။ရေရှည်မှာတင်ချပါအနိုင်ရမယ်ဆိုတာတေချာမှတိုက်ပွဲခေါ်ပါမော်စီတုံးဟာဂျပန်တွင်တနည်းရှုံးမှကိုသိလို့သာတိုက်ပွဲဝင်ခဲ့တာပါနံပါတ်2ရန်သူမရှိရင်ရန်သူဖန်တီးပါရန်သူအထင်ရှားမရှိရင်ရည်ရွယ်ချက်ရှိနဲ့ရန်သူတစ်ခုကိုတတ်မှတ်ပါလိုအပ်ရင်တငယ်ချင်းကိုတောင်ရန်သူအဖြစ်ပြောင်းလဲလိုက်ပါနံပါတ်3ရန်သူကိုသုံးပြီးမိမိရဲ့ရည်တည်ချက်ကိုပြပါရန်သူရှိမှသာလူထုရှိမှမိမိရဲ့ရှိမှတ်ချက်ကိုပို့ပြီးထထရှားရှားပြနိုင်မှာပါဥပမာအကောင့်နဲ့အစိုးတိုက်ပွဲအဖြစ်ပုံဖော်တာမျိုးမော်စီတုံးဟာဆိုဗီယက်နဲ့အမေရိကန်ကိုရန်သူအဖြစ်သတ်မှတ်ခဲ့တာဟာတရုတ်ကွန်မြူနစ်ဝါဒရဲ့အနှစ်သာရကိုသူ့လူတွေသိနေအောင်လုပ်ခဲ့တာဖြစ်ပါတယ်။တဲ့မှာရန်သူရှိနေလို့စိတ်မညစ်ပါနဲ့။ကိုရန်သူဘယ်သူလဲဆိုတာမသိရတာထက်ဆိုင်ရင်အတိအလင်းကြီးညာထားတဲ့ပြိုင်ဘက်တယောက်နှစ်ယောက်ရှိနေတာကတဲ့အတွက်ပိုကောင်းပါတယ်။အာနာရှိသူတွေဟာပဏိပခကိုကြိုဆိုကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီရှန်သူတွေကိုအသုံးချပြီးသူတို့ဟာအကျက်အတေးကြမှာအာကိုထိုက်တဲ့တိုက်ရိုက်ခိုက်ရရှိသူတွေဖြစ်ကြောင်းဂုဏ်သတင်းတိဆောက်နိုင်လို့ပဲဖြစ်ပါတယ်။တငယ်ချင်းကိုဘလို့အသုံးချမလဲ။ပုံမှန်အနေနဲ့ကတော့အလုံးနဲ့တငယ်ချင်းမရောတာအကောင်းဆုံးဆိုပေမဲ့တစ်ခါတလေမှာတငယ်ချင်းကိုရှန်သူထက်ပိုထိရအောင်သုံးလို့ရတဲ့အချိန်တွေရှိပါတယ်။အာနာရှိသူတွေမှာကိုယ်တိုင်မလုပ်ချင်တဲ့ဒတီဝေါ်တွေရှိတတ်ပါတယ်။တငယ်ချင်းတွေဟာတန်ရုံးစင်ကြောင်တင်အတွက်အန္တရာယ်ရှိတဲ့အလုပ်တွေကိုလုပ်ပေးဖို့ပိုးဝယ်မလေးတကြပါဘူးအစီအစဉ်တွေမားသွားတဲ့အခါမှာတငယ်ချင်းကိုအပြစ်တင်ခံအဖြစ်သုံးလို့ရပါတယ်ဘယင်တွေဟာသူတို့ရဲ့အရေးကြီးဆုံးလူကိုအပြစ်ပေးပြခြင်းအဖြစ်လူထုယုံကြည်အောင်လုပ်လေးရှိပါတယ်လူထုကဘယင်ဟာသူ့လူကိုတော့အပြစ်ပေးတယ်ဆိုတော့တရားမျှတတယ်လို့ထင်သွားစေတာမျိုးပေါ့ဒါပေမဲ့ဒီလိုလုပ်ပြီးရင်တော့အဲ့ဒီတငယ်ချင်းကိုအမြဲတမ်းဆုံးရှုံးရမှာဖြစ်လို့အရန်မရင်းနှီးတဲ့လူကိုရွှေ့တာပိုကောင်းပါတယ်နောက်ဆုံးအနေနဲ့ကတော့အလုံးမှာတငယ်ချင်းကိုသုံးရင်စီးတွေခြားနာမှုတွေရှုပ်ထွေးသွားနိုင်ပါတယ်။ဒါကြောင့်အမြဲတမ်းသတိဝိရိယရှိနေဖို့လိုပြီးတော့မနာလိုစိတ်ဒါမှမဟုတ်ကျေးဇူးကမ်းတာမျိုးရှိမရှိစောင့်ကြည့်ရပါမယ်။အာနာလောကမှာဘာမှမမြဲတဲ့အတွက်အရေးကြီးဆုံးတငယ်ချင်းကလည်းအချိန်မရွေးအစိုးဆုံးရန်သူဖြစ်သွားနိုင်လို့ပါ။